အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရက်ွက်လေးရတော့တော်တော်တိုးတက်နေပါပြီညရဲ့ရှုကင်းလေးရတော့နည်းနည်းတော့လာပါတယ်နောက်ကြရင်ပြပါမယ်ကျွန်တော်ရီကူးကန်လေးပါလှုပ်ထားပါတယ်ဒီနေရာမှာကျွန်တော်ရီကူးကန်ပြီးနောက်မှာအဆောင်နေရာကြီးထားတိုင်းနေရာအလေးလှုပ်ထားပါတယ်တကားတော့နည်းနည်းကျက်တယ်ပိတ်ရတာဒါအာယွန်းတကားနဲ့လူတွေဝင်မှာမလို့ဒီလိုက်တကားကြီးနဲ့ဖွင့်လာရင်လေဒီရသားတဲ့နှစ်ယောက်ဆော့မှာနောက်တပုတ်ကြိုင်နှစ်ယောက်ဆော့မှာဆိုတော့ခုညနေရင်းရောက်နေပြီညနေရင်းရောက်တဲ့အချိန်ကတော့နည်းနည်းတော့လာပါတယ်ဒါလေးကတော့ကျွန်တော်တို့ရဲ့ပစ္စည်းတူလောင်ခန်းလေးပါဒါကတော့ကျွန်တော်ရဲ့ chest ပါကျွန်တော်ပစ္စည်းထားတဲ့ chest ပါဟိုကတော့ကျွန်တော်ရဲ့ကိုရွှေပြည့်ရဲ့ chest ပါအားလုံးသိမယ်ထင်တာပဲကိုရွှေပြည့်ကျွန်တော်နောက်ဗီဒီယိုညကြိုင်တင်မှာပါဗီဒီယိုကိုရွှေပြည့်နဲ့ဒါဘတ်စကားဂိတ်ပါချိတ်ဆောင်မှာပါညဆိုကိုရွှေပြည့်နဲ့လေဒီမှာစပားတွေတော်ပေါက်နေဖျောင်းတီးလို့မတတ်မလို့ပေါက်နေနည်းနည်းတော့ကောင်းပါတယ်ပေါက်တာလေးဒီနားလေးကစိုက်ခင်းရပြက်နေရီတွေကနည်းနည်းပဲရှိတော့လေဒီမိုင်းဝင်ခေါ်ပေါက်လေးလောက်ထားပါတယ်ဒါကတော့ကျွန်တော်ရဲ့အာမာတိုင်းတဲ့ chest ပါကောင်းလို့ကတော့ဘာလို့အာမာတိုင်းတဲ့ chest လောက်လာလဲဆိုဟိုအာမာတွေကျွန်တော်ရဲ့ survival ဆော့မှာဆိုတော့ဟိုအာမာတွေကိုလည်းကျွန်တော်ဒီဟိုအာမာတွေပြက်စီးသွားရင်ဒီအာမာတွေဝင်ပါလေခုဆိုရင်ညရှူကင်းလေးရတော့ဒါလေးပါဒီမှာဒါရုပ်ဖြတ်စီးထားပြီးတော့ဒီမှာတွေ့လာမယ်ဒီမှာဖလီဂျာကြီးစောက်ထိုးကြီးဖြစ်နေတာကျွန်တော်ဒီလောက်နဲ့မဖြစ်သေးပါဘူးကျွန်တော်ထပ်ပြပါမယ်ဒီနားလေးမှာအိမ်ဆောင်မှာမလို့ကျွန်တော်တို့နောက်ကြရင်ကိုရွှေပြည့်ကိုခေါ်လာပြီးတော့အိမ်ဆောင်မှာပါပြီးတာလေးတွေလည်းထွန်းထားပေးပါပဲဗီဒီယိုလေးကတော့